ပဲဖြစ်ပါတယ်အဲ့ဒါပြီးကြီးပဲဖြစ်ပါတယ်ခင်ဗျပြီးကြီးလွတ်တယ်မှာဖြစ်ပါတယ်လေကြောင်းလိုက်ပါခင်ဗျ MAI အပြည်ပြည်ဆိုင်ရာလေကြောင်းလိုက်ခွဲကောင်းလုံးတွေကတော့ဦးဝင်းလိုက်ဦးဝင်းနိုင်ကတော့ဗျာဒီနေ့ကတော့လေးလုံးစိတ်နှပါနှလုံးစိတ်နှပါနှလုံးပြီးကြီးနှလုံးကိုကောင်းဆောင်ပြီးတော့ကမ္ဘောဇပါနေတဲ့လာရောက်ဖြစ်တဲ့တော့ကျတဲ့တူပဲကျေးဇူးတင်ပါတယ်ဒီမိမှာဒီမှာကျွန်တော်ဒီရှူရောင်းတဲ့ဘာသိနေပြရှူပြင်းပြင်းတော့ပါပြီးတော့ဒီရှူကရောင်းတော့ဘောမဲလာဘောမဲဆိုတော့ရောင်းတယ်ဖတာအဝမဲဒီဝီတူနေတယ်အဝမဲဒီလေးပြေးတယ်ဒီစက်ကြလည်းပေါ့ဒီပေါ်စဒီလိုဆိုင်ရာလေကြောင်းလိုင်းကဒီဘုံမြန်ကြီးပဲဖြစ်ပါတယ်ဒီဆရာခွန်ကြအောင်ကိုနဲ့ကိုအောင်လင်းဝေတို့ဖြစ်ပြီးတော့အဖွဲ့ကောင်းဆောင်ကတော့ဦးခေအောင်နဲ့ဦးဝင်းနိုင်တို့ပဲဖြစ်ပါတယ်ဒီဘုံမြန်ကြီးလွတ်တင်နေပါပြီတပြေးပြေးကြီးနဲ့တရွေ့ရွေ့ချင်းကိုတက်နေပါပြီဘီဘုံမြန်ကြီးတစ်ခါကျွန်တော်တို့လက်ပတ်ပြီးတော့ပြတ်တန်းနေဖြစ်ပါတယ်လက်ပါပြီခင်ဗျာလူပါအော်ပါလက်ခက်ကလေးပေးပါခင်ဗျာကျွန်တော်တို့ဒီအတော်လို့ကြည့်တော့လာတော့ကျွန်တော်တို့လုပ်ရရတဲ့ပြီးပြပါတယ်သူကြောက်တွေက135သိန်းပဲဖြစ်ပါတယ်135သိန်းကျွန်တော်တို့အစိုးရဌာနကနေပြီးတော့ကျွန်တော်ရပ်ဖို့ထောက်ပံ့ထားရေးဖြစ်ပါတယ်ရမှထပ်တော့မယ်ဆိုရင်သိန်း150တော့တန်းတယ်ဖြစ်ပါတယ်အခုစိတ်နှပါသဘောမျိုးလေးအတွဲလေးတွေချပြလာပြတယ်မိနစ်ကားတွေရှင်းပြီးမိနစ်ကားတွေကျွန်တော်တို့ရှင်းတယ်ခုပြန်နေပြန်ပြီးပြခိုးရောင်စုံတွေပြအော်တူတွေဒီပြပါပြီဟာလာပြီအောက်ကလေးပြရချင်တယ်ရေးပါလေခင်ဗျကောင်းတယ်ကြီးရလေကြီးလင်းနေတော့ဒီရှူပြီးအောက်ကပြရတယ်ဒီလိုပါလေကောင်းပါလေခင်ဗျဘီကိုမထပ်ကနေကျွန်တော်တို့ကြည်လင်စွာကြည့်ရတယ်ပြီးဆိုရင်တော့အဲ့ဒီပြီးဆရာကြီးဆရာပါပဲဘီကိုမထပ်ပါဘူးဘီကိုမထပ်ကနေကြည်လင်တော့ပါဆိုကြည့်ရတယ်ပြီးဆရာလက်ရဖြစ်ကမ္ဘောဇဘန်ဂရုရဲ့လက်ရပဲဖြစ်ပါတယ်ဦးချုပ်သူတို့ကတော့ဦးဝင်းနိုင်တို့ဖြစ်ပါတယ်ဒီနေ့ဦးဝင်းနိုင်တို့လွတ်သွားတာကတော့ကမ္ဘောဇပြလေးလုံးရှိပါတယ်ဘာလဲခင်ဗျာကျွန်တော်တို့ဗဒပြားတွေပဲဗဒပြားတွေကြာတော့ကျချင်းနေတာလည်းတော့ခေါ်ပြအောင်မှားတယ်ဗျာတော်လေးကိုမှားတယ်ဗျာကဲအတန်းရှိဗျာကဲမှားတယ်ဗျာမှားတယ်ကဲမှားတယ်ဗျာကဲဘာလဲပြည့်တယ်လက်ချက်ပြီးဖို့ဘယ်နေလား
တည်းများတွေရောဟာအောက်မှာပွင့်နေဗျကြောက်စိမ့်နေဗျာအပေါ်မှာကလည်းဗျာရိတ်ကလာတဲ့ပလဲလုံးလေးတွေဗျပလဲတစ်လုံးရွယ်တစ်လုံးဆိုတာဒီနေ့ကပဲခင်ဗျာ25ပိတ်တာဟုတ်လားတော်တော့တယ်ဗျာပိတ်တာ40ဆိုရင်တော့အောင်ပါပြီတောင်းရင်းနဲ့ပြည်တော့ရောက်မလားမသိပါဘူးခင်ဗျာအဲ့ဒါလည်းမကြည့်ဘူးနဲ့ချက်ပေါ်တော့ခွတ်ထော်လို့ရေဒီရှုမှာပါခင်ဗျာအမီးရင်ဝင်တော့ချက်ပေါ်တော့ခွတ်ထော်လို့မိုက်ဘူးပြီးတော့ချက်စုပါ